ကန်ကျမကိုရိုးမဲ့ပွဲလုံးအပြစ်မတင်ရင်နဲ့နေနေညညအောင်မေးလို့မရတဲ့ရှိမီတဘာဝတော့တောင်းမစားနေလို့တာသာသနာတွန်းကားရအမိမြေကိုသာအလွန်တွေနဲ့ပြန်ခဲ့မှာဖို့စတော်ပြီ